မင်္ဂလာပါမရှင်ဟုတ် GDC ရဲ့ session နှစ်ပြည့် anniversary လေးအတွက်ဆုတောင်းစကားလေးပြောပြပါအောင်ရှင် GDC session နှစ်ပြည့်ရမှာဒီနှစ်ပေါင်းများစွာတိုင်းဆက်လက်ပြီးတော့တည်ရှိပြီးတော့ကလေးတွေအတွက်ကိုကြိုးပြတဲ့အကြောင်းလေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ် မြန်မာကျေးဇူးပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင် မင်္ဂလာပါရှင် ဟုတ်မင်္ဂလာပါဗျ GDC ရဲ့ session နှစ်ပြည့် anniversary အတွက်ဝင်းနေဆုတောင်းစကားလေးပြောပြပါအောင်ရှင် ဒီတက်မက GDC ကြောင်းကြီးအောင်မြင်မှုများနဲ့နောက်ဆက်ပြီးတော့ကောင်းမွန်တဲ့ကလေးတွေပေါ့ဒီကံပြန်ကောင်းတဲ့ကလေးတွေဒီတက်မကပြန်ဟိုလေပြောရမယ်တိုးတက်အောင်ကောင်းပြီးသားလူတွေလည်းပိုကောင်းလာအောင်တိုးတက်အောင်လို့ပြုစုပြောတာနဲ့အကြောင်းဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဟုတ် ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ကျေးဇူးပါခင်ဗျ ဟုတ် GDC ရဲ့ပေါ့နော် session နှစ်ပြည့် anniversary အတွက်အခုအနေနဲ့မှတ်တရစကားလေးလည်းပြောကြားပေးသွားပါအောင်ရှင့် ဟုတ်ကဲ့ကျွန်တော်ဒီ session ပြီးပွဲတော်မှာတက်ရောက်ခွင့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော်လေးဒီ GTC ကအခုနေ့မှပဲကလေးတွေပို့လိုက်တော့ကလေးတွေရဲ့ပညာရည်ချင်းလဲမြန်မာတယ်စာတင်တာလဲကောင်းတယ်ကလေးတွေကလည်းတိုးတက်မှုအများကြီးရှိသွားတာကိုတွေ့လို့အရန်ကိုဝမ်းသာပါတယ်လို့ကျေးဇူးတင်စကားပြောကြားချင်ပါတယ် GDC session နှစ်ပြည့် anniversary ကနေပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်အောင်ဆက်လက်ပြီးတော့တိုးတက်အောင်မြင်ပါစေကလေးတွေလည်းဒီထက်မကပို့ပြီးတော့တိုးတက်ကောင်းမွန်တဲ့ပညာရေးတွေကိုခေါ်ဆောင်နိုင်ပါစေလို့ဆုတောင်းပါတယ်ရှင် ဟုတ်ကဲ့ပါမကျေးဇူးအများကြီးတင်ပါတယ်ရှင့် ကျေးဇူးပါရှင်